ကိုယ့်အခြေအနေကိုဆင်ခြင်သုံးသပ်တယ်ငါလှုပ်နေတာဘာတွေနဲ့အချိန်ကုန်နေတယ်လဲငါဘာလှုပ်တဲ့တယ်လဲဆိုတာကိုအမြဲတမ်းဆင်ခြင်သုံးသပ်ရမယ်ဒီတဲ့အစင်းမြင်လို့နိဗ္ဗာန်ရချင်တယ်ဆိုလို့ရှိရင်တော့ဘယ်ရာမှမမြဲဘူးဆိုတာကိုသိရဆင်ခြင်တဲ့မမြဲဘူးလို့သိခြင်းဟာဘာအကျိုးရှိလဲလို့မေးကြည့်တွေ့တာမှုတွေကိုလျှော့ချလို့ရတာလူတွေဟာတွေ့တာမှုဆွဲမဲ့မှုတွေပေါ်မှာတွေ့တာမှုဆွဲမဲ့မှုကိုအကြောင်းပြုပြီးတော့တွေ့တာတဲ့အရာအတွက်လှုပ်ချံလုံးမိသွားတတ်တယ်ပေါ့မကောင်းတာတွေလုံးမိသွားတယ်လုံးမိသွားလို့ဆိုးကျိုးတွေနဲ့တွေ့တတ်တယ်ဒါကြောင့်မို့တွေ့တာမှုကိုလျှော့ချဖို့ရတယ်အရာခတ်သိမ်းဟာမမြဲဘူးဆိုတဲ့အနိစ္စတင်ညာသာဝရပြောင်းလဲနေတဲ့အရာတွေပဲလို့ဆင်ခြင်သုံးသပ်နိုင်ရမယ်လို့သူဆိုတယ်အဲ့ဒါလို့မဟုတ်လို့ရှိရင်ကိုယ်စိတ်တွေအာယုန်တစ်ခုထဲမှာစူးစီးလို့မရဘူးတမာရီမရှိလို့စိတ်တွေဟာလွဲ့ပြန်နေတဲ့တည်ငြိမ်မှုမရဘူးဆိုရင်တမာရီကျင့်စဉ်လေးနဲ့ကိုယ်စိတ်လေးကိုငြိမ်အောင်အာယုန်တစ်ခုထဲမှာစူးစိုက်လို့ရအောင်လို့ကိုယ်ဘာလုပ်နေတယ်လဲအဲ့ဒီဘာလုပ်နေတယ်လဲဆိုတဲ့အချက်ပေါ်မှာကိုယ်စိတ်လေးတည်ငြိမ်အောင်ထားနိုင်မှုကြိုးစားအဲ့ဒီနှစ်ခုကိုစာရည်နော်လို့ပြောတာကပ္ပဒါအထုတ်ပြီဆိုလို့ရှိရင်ကတော့သမထကျင့်စဉ်ကိုလည်းစာရည်နော်ဝိပဿနာတရားအထုတ်တာလည်းစာရည်နော်ပဲသဘာဝကိုအတိမှန်ဆင်ញင်သုံးသပ်တယ်အဲ့ဒါတမာရီနဲ့ပညာတိုးတက်အောင်ကြိုးစားခြင်းလောကီကိစ္စမှာစာရည်နော်ဘာလို့ဟာကိုယ်စီးပွားဥစ္စာတိုးတက်နေတယ်ဆိုရင်ငါတနေ့ဝင်ငွေဘယ်လောက်ရှိတယ်ငါသုံးနေတာဘယ်လောက်သုံးနေလဲနော်ဖုံးဖို့တာအစားဖုံးဖို့တာဘယ်လောက်ကုန်သွားမလဲဝင်ငွေရဘယ်လောက်ရှိသလဲစာရည်တော့စဉ်းစားဆင်ခြင်ရမှာဖြစ်တယ်ပေါ့နော်အသုံးတွေကမြဝင်ငွေရရှားဆိုလို့ရှိရင်တော့တဖြည်းဖြည်းလုံးမပသွားမှသိကြတယ်ပယုတ်လုံးစီးပွားရေးဆိုဖြစ်သွားတာနော်ပယုတ်လုံးဟာအကြီးကနေတဖြည်းဖြည်းသေးသွားတာကြီးလာတယ်လို့မရှိဘူးတဖြည်းဖြည်းကုန်သွားပြီးနောက်ဆုံးမှဘာမှမကြံတော့အဲ့ဒါလို့ဖြစ်တယ်အဲ့ဒါကြောင့်မလို့ကိုရှာတဲ့စီးပွားဟာပယုတ်လုံးမဖြစ်စေနဲ့တဖြည်းဖြည်းကြီးပွားတိုးတက်လာတဲ့ခြတ်တောင်ဘိုးတွေလို့ပြားရည်ပြားအောင်ကြီးလို့ကြီးပွားလာအောင်သာစ조사အထုတ်တင်တယ်ဒါဟာလေကိုယ့်ကိုချက်ကင်လုံးနေမှာသိမှာပဲဖြစ်တယ်ဟောဒါကြောင့်မို့စာရည်နော်ကိုလုံးနေတဲ့အလုပ်ပေါ်မှာအမြဲတမ်းလုပ်ရမှာစဉ်းစားတွေးခေါ်